again for sure show me run me hurry sun me run me okay Sesame, I will never say never. သူကတော့ဒီလိုမျိုးအနေနဲ့ရောက်တော့ပါပြီဒီလိုမျိုးအနေနဲ့ရောက်တော့ပါပြီခင်းရောနောက်ပဲအတော့လို့ရပါပြီဒါလေငါအသားကအသားလုံးကြိတ်တော့ကြော်စားမယ်ဆိုပြီးခြံထားတဲ့ခါလေးဒီတိုင်းပဲထည့်လိုက်တော့ကြော်စားတော့ဒီတိုင်းပဲအသားလုံးနဲ့ထည့်လိုက်Never say never. Just come for a time. For me, I will never say never. Never. I will fight it forever. No. That a seed of getting it. A seed of golly. A seed of golly. A seed of jam. Ow, so long. Chint as sorry. Naro chin lisa. To my AG, but I might hide the telephone. Show them the me, know the me. Can you go to spend the 7 minutes hours? I will rather a subject evil, no? Mamma, 2 years. Caro, dear, at the book. Did you miss him? Hints of your evil, no? ငါတို့ဟင်းရည်အများကြီးလိုကြတယ် go ဒါတော့သူရမှာ bamboo shoot ဒီမှာနှစ်ချင်ပေါ့ဒီကျမြစ်ချင်လေးစားကောင်းနေနော်နေပြီးတော့မြစ်ချင်လို့နေပြီးတော့ကပို့မြစ်ချင်တော့နေရတယ်ဝယ်ယူနှစ်ချက်ကြည့်ရတိလားဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာဒါမြေပဲစံဒီဘက်ကဟာကဒါကပါလေဆိုတော့ပဲသီးအချင်းတော့နည်းနည်းလေးပေါ့ပေါ့လေးဖြစ်အောင်လို့ရေယူနည်းနည်းမြင်နိုင်မယ်ကွယ်ဟိုကဒီဘက်စံနေအဟွာနဲ့ပြီးကမှဟိုဘက်တည်းရောက်မှထည့်မယ်ဒီဘက်စံလေးကိုတော့ပေါ့စီဖြစ်ကြတော့ကြိုက်ဒီကဟင်းကဒီနေ့စွပ်ပြုတ်ဟိုဘက်ထည့်စွပ်ပြုတ်ထည့်မှာဆိုတော့ငါဟင်းရပါနည်းနည်းတော့ထည့်စားမယ်ဒီကဟာခွာတော့ဟိုညိုင်းဖြစ်တော့ရောအရင်နဲ့ခန့်အောင်လို့တနည်းခိုင်းမဆောင်လိုက်ပါဦးမကျုပ်ထဲဆိုင်ကောင်းလားကျုပ်တော့ထဲဆိုင်ကောင်းလားဒါတော့သူ့ရဲ့မှာအစီအနှစ်ပါနော်ချီလီဝိုင်းပတ်ဒါရနောက်ကျမှရှောင်းနေတော့မောင်းနေတော့ဘူးလို့ I will never say never never I will fight it forever မီးတော့ပိတ်လိုက်ပြီအစီတော့ထည့်လိုက်တော့ဒါအောင်စားမဲ့အချိန်ကဒါအောင်စားမဲ့ဥစ္စာကချဲလန်းခေါ်ပြီးစားရမှာပါလို့ဟုတ်စီရများရဲ့ Okay ညီပဲနဲ့ထည့်လိုက်ပြီဒီကမှဝက်ပြင်ကမှတပွဲဆိုလို့ရှိရင်အများကြီးရတယ်ရောဟာဒီစလုံးနဲ့မလောက်ဘူးရော
ဒီပကံရိုင်းမှာမဆန်လို့စလုံးနဲ့ကြောင်းထည့်ရတော့မယ်ပြီးတော့ငါကလေဟင်းရည်တွေအများကြီးထည့်တောက်တယ်လို့စားဆိုတော့ရပ်ပွဲပြောင်းအောင်မယ်ဟိုကစီကတော့ဘယ်လောက်များလဲဆိုပြချင်တယ်မြေကစလုံးမှာပကံမှာစီလေးကြည့်ပဲဆိုတော့ကဒီစလုံးကြီးရပါတယ်အဲ့ဒါပြင်ကိုကျမတို့မမုံကြောက်ပါပါသေးတယ်မုံကြောက်ကိုရေးစင်ခေါ်ခဲ့ငါရောက်ပါလေအခါနဲ့ဆိုတိုင်ပန်တကယ်တော့ငါအကုန်သုံးနေမှာ happy ဆက်လိုက်ပါဦးမယ်